စစ်တူရင်စကစားပြီဆိုတာနဲ့ဒီ opening သိလားဟိုဟာရောကြက်ပြီးဝိုင်းလားဒါလေးတောင်မသိရင်တော့ခံမော့ကွာဆိုပြီးခဏအပြောခံရပူပါတယ်ကိုနဲ့လက်ရည်တူတငယ်ချင်းတယောက်ဆိုရင်လည်း opening လေးတစ်ခုနှစ်ခုလောက်သိလာပြီဆိုရင်ဖက်နှက်ထဲခဲလုံးဝင်နေသလိုမြောက်ကြွနဲ့လာပြီးကိုစိန်ခေါ်နေတာဒါကတော့ဖြစ်ခါရိုခံမဲ့ဒါကတော့စစ်စီလီယာမဲနဲ့ဆရာကြီးလာလုံနေရလေသူတို့ပြောပုံရဆိုရင် opening မသိရင်စစ်တူရင်ကစားလို့မရတော့တယ်လို့မသိတာနဲ့ပဲရှုံးရတော့မှလို့ပေါ့အဆိုးဆုံးကဘာလဲဆိုတော့ကျမဆရာတင်ပေးခဲ့တဲ့ opening တွေကိုအသေးလဲမှတ်ပြီးတော့ကစားကြည့်ပြန်တော့လေသူတင်ပေးထားတဲ့အတိုင်းပြိုင်ဘက်ကတက်မလာဘူးဆိုရင်အားလုံးအိုးနစ်ခွနဲ့နေဖြစ်ကုန်ရောဆရာကြီးတွေတင်ပေးတဲ့စာအုပ်ကြီးတိုင်းမဟုတ်ရင်ဘာလို့မှမသိပဲလမ်းပြောက်ဖူးတဲ့ကျမလိုမျိုးဘဝတူတဲ့လူတွေရှိလားဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ opening ဆိုတဲ့အစွဲလန်းတွေကိုခဏလေးပေးဖယ်ထားပြီးတော့ကျမ rating 900တုန်းကကစားခဲ့တဲ့ပွဲတွေကိုပြန်ကြည့်ကြပါမယ်အဲ့တော့ကကျမဘာကြောင့်ဒီလိုမျိုးရွှေ့ခဲ့တာလဲဘာတွေဖြစ်ခဲ့လဲဆိုတာကိုအတူတူလေ့လာကြည့်ရင်းနဲ့စစ်တူရဲ့မှာ opening ထက်ပိုအရေးကြီးတဲ့အရာကဘာလဲဆိုတာကိုရှာဖွေကြည့်ရအောင်နော်အဲ့တော့ကဘာဖွင့်နဲ့ကစားတာလဲလာမမင်းနဲ့မသိဘူးကိုကစားခြင်းလို့ကစားလိုက်တာပဲစစ်တူရင်ဆိုတာကကိုစိတ်ကြိုက်ရွှေ့ရတာပဲမဟုတ်လားဒါကဘာလို့တက်တာလဲဆိုတော့သူ့မြင်းကဒီကိုခုံလာပြီးတော့ F7 ပုံကိုလာစားပြီးတော့ခွာသွားလို့ခံရပေါင်းလဲများပြီးအဲ့ဒါကြောင့်မလို့လာလို့မရအောင်လို့တက်ထားလိုက်တာဒီလိုမျိုးစာအုပ်ထဲရှိမရှိလဲမသိဘူးအဲ့တော့ကတော့ဒါကကျမကိုယ်တိုင်တီထွင်ထားတဲ့အဖွင့်ပေါ့အခုပြန်သုံးသပ်ရရင်တော့ H6 တက်လိုက်တာမကောင်းဘူးကစားရုပ်တွေထုတ်တာကဆလင်းလောက်တာအကုန်နောက်ကြကုန်တယ်ဒီနေရာမှာ E4 ကပုံကိုစားတင်လားအင်ဂျင်ကတော့စားလိုက်ဆိုပြီးတော့မြှောက်ပေးတယ်သူကတော့အသေးစိတ်တွက်တတ်တာကိုကျမကတော့တစ်ကွက်မြင်နှစ်ကွက်မြင်ဆိုတော့မစားသိဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကိုကစားရုပ်ကလည်းထုတ်တာနောက်ကျနေတယ်လို့ကဆလင်းကလည်းမလိုပါသေးဘူး။ဘယင်းကအလဲမှာရှိနေတဲ့အတွက်ဘဟိုဖွင့်ပြီးတော့တိုက်လိုက်ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကတော်တော်ကိုဆိုးမဲ့ပုံပါပဲ။ဒါကတော့လူလိုမျိုးတွက်ကြည့်တာပါ။ဒါကြီးကတော့တော်တော်ဆိုးတဲ့အမှားဖြစ်သွားပြီ။ဘာကြောင့်ဘေးလျှော့ကိုဒီလိုရွှေ့တာလဲဆိုတော့နေရာကောင်းမှာပဲနေကျင်တဲ့ကိုယ့်ရဲ့အတ္တကြောင့်မှာ F2 ပိုးလေးကိုတိုက်ထားတာကောင်းတယ်ဒီလောက်ကောင်းတဲ့နေရာမရှိဘူးလို့အယိုးထိဆွဲနေအောင်မှတ်ထားမိလို့ပါစစ်တူရင်မှာအနေထားတွေကအမြဲတမ်းပြောင်းလဲနေတာဖြစ်လို့သူပြောင်းလဲသွားတာကိုကြည့်ပြီးတော့ကစားတတ်ဖို့တော့လိုပါတယ်ဒီနေရာမှာ D6 ဒါမှမဟုတ် Bishop E7 လုံးတင်တယ်ပြိုင်ဘက်က D4 တက်လာရင်ကစားရုပ်ကိုနှစ်ခါကိုင်းတယ်လို့ဖြစ်တော့မယ်ဟောလာပါပြီဆရာသမားတော့မျက်နှာသာပေးမှာမဟုတ်ဘူးအခုပြိုင်ဘက်ကဘဟိုမှာတော်တော်ကြီးတောင်းသွားပြီပြိုင်ဘက်ကဘဟိုမှာအရန်ကောင်းနေတာဖြစ်လို့ကိုကစားရုပ်တွေကကြက်ညက်ပြီးတော့ဘာမှလုပ်လို့မရအောင်ဖြစ်နေတယ်ဒီမှာကိုယ့်ရဲ့ဦးစားပေးရတော့ပြိုင်ဘက်ရဲ့ဘဟိုကိုဖြိုဖို့ပဲဒါမှပဲကို့အကောင်နေသွားလို့လာလို့ကောင်းမှာလှုပ်တင်တာကတော့ဒီလိုစားပြီးတော့ဓာတက်လိုက်ရင်တော်တော်လေးအချိန်ကြီးပြန်ကောင်းသွားမယ်ဟာလေတွေကအရုပ်ကိုတိုက်ရင်တိုက်ထွက်လာတာလေးလှလိုက်တာဒီလိုလုပ်လိုက်ရင်သေပြီပဲတော်ပါသေးရဲ့သူမမြင်လိုက်လို့အမဲကိုရီလည်းမစိုးဘူးပဲအခွခံရမှာတော့မြင်သားဘာလို့ချင်တာလဲမသိဘူး
အော်ဘီရှော့ကိုဒီကိုပို့ခြင်းလို့ကိုဟိုကအေဒရီဆိုပြီးတော့တက်မောင်းရင်မြင်းရရွာရောက်တော့မယ်အေဘီရှော့ကလာပြောင်းနေတယ်လို့ပဲစိတ်ကူးပြောင်းသွားပြီဟိုဘီရှော့မရရင်ဒီဘီရှော့တဲ့လေးတဲ့ဟာကစားကောင်တွေကိုပဲလိုက်တိုက်နေပါလားဟာ What ဟဲမတွေ့သေးဘူးခုနကဒီဘွန်းတက်လာမအောင်မြင်တယ်အခုတော့မေ့သွားပြီအကြံလဲကြီးပါလူကြားကောင်းအောင်ပြောရရင်တော့ဘေးရှော့ကိုဆက်ကလေးဖိုက်လိုက်တယ်ပေါ့အော်ရှုံးသွားပြီပြိုင်မက်ကလည်းမြင်မဲ့မြင်တော့တေကန်နီးမှမြင်တယ်တော်တော်ရင်ခံမှုကောင်းတဲ့ပွဲပဲဒီပွဲကိုအနှစ်ချုပ်ပြန်သုံးသပ်ရရင် rating 1000ဝန်းကျင်မှာခဏခဏတွေ့ရလေရှိတဲ့အမှားတွေကိုမြင်နိုင်ပါတယ်ပထမအချက်ကတော့ plan ပြောက်တာပါပြိုင်ဘက်ကဘဟုမှာတော်တော်တာနေပြီမဲ့သူကိုယ်တိုင်လည်းဘာဆက်လုပ်ရမှန်းမသိသလိုကျမလည်း open နဲ့မှာရှာရှိပြီးတက်ခဲ့သမျှအလဲပိုင်းမှာတော်တော်ရုန်းကန်ရပါတယ်ပလန်မရှိတော့တဲ့အခါဘာလုပ်မိလဲဆိုတော့မျက်စိရှုပ်တဲ့ကစားရုပ်တွေကိုလိုက်လဲပြစ်တာပါပဲဒါကတကယ်တော့လမ်းပြောက်နေတာပါဒုတိယချက်ကကိုယ်ကဘာနဲ့ကိုယ်ပဲနေတာပါကိုလှုပ်ချင်တာပဲကြည့်ပြီးတော့တစ်ဖက်လူကဘာကြောင့်ဒီခွက်ကိုရွှေ့တယ်လဲဆိုတဲ့ရည်ရွယ်ချက်ကိုလုံးဝထဲမတွက်တာထုမယ်ထောင်းမယ်တကယ်ကဲလုံနေရင်းနဲ့နောက်ဆုံးတော့ကိုယ်ပဲအထုခံလိုက်ရတာမျိုးပေါ့စစ်တူရင်ကစားတဲ့သူတွေမှာ problem solving skill လို့ခေါ်တဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းလာမယ်လို့ဆိုကြပါတယ်ဒါပေမဲ့ကိုယ့်ဘက်တစ်ဖက်တည်းပဲကြည့်နေရင်တော့ဘယ်ပြဿနာကိုမှမှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးအခက်အခဲတစ်ခုကြုံလာတဲ့အခါကိုယ့်ဘက်ကရောသူ့ဘက်ကပါမျှမျှတတစဉ်းစားပေးနိုင်မှသာစစ်တူရင်ခုံပေါ်မှာလည်းမဟုတ်ပဲလက်တွေ့လူမှုအတိုင်းဝိုင်းမှာနေထိုင်တဲ့အခါလည်းအဆင်ပြေမှာပါနောက်ဆုံးအဆိုးဆုံးချက်ကတော့မမြင်တာပါပဲကစားရုပ်တွေကိုအသက်လူကြီးချကျွေးမိတာမျိုးပေါ့စစ်တူရင်မှာမတက်တာကတက်အောင်တင်လို့ရတယ်ဒါပေမဲ့မမြင်တာကတော့ဘယ်သူမှတင်ပေးလို့မရပါဘူးကိုယ်တိုင်အာယုံဆိုင်မှာပဲရမှာပါအဲ့ဒီတော့ဒါက open နဲ့မသိပဲကစားခဲ့တဲ့ပွဲတစ်ပွဲပါ open နဲ့မသိလဲကစားလို့ရပါတယ်ဒါပေမဲ့အရေးကြီးတာကရည်ရွယ်ချက်မပြောက်ဖို့နဲ့သတိမလွတ်ဖို့ပဲလိုတာပါကဲဒါဆိုရင်သူများတွေကစားရတဲ့ online ကစားပွဲလေးတစ်ခုကိုလေ့လာကြည့်ရအောင်နော်အမဲကခါရိုခန်းစစ်ကစားလာတယ်ဒီနေရာမှာ open နဲ့နာမည်တွေခဏလေးမေ့ထားလိုက်ရအောင်အခြေခံကိုပဲကြည့်ပါပြိုင်ဘက်ကကိုကိုဘဟုမှာပုံနှလုံးအလကားထားခွင့်ပေးထားရင်ချက်ချင်းယူလိုက်ပါအမဲကဘဟုကိုတိုက်ပါပြီအဖြူကဘလို့ပုံစံကစားမလဲဆိုတာစပြီးရွေးချယ်လို့ရပါပြီနမူနာအနေနဲ့ပြရရင်ဘဟုမှာပုံနှလုံးကိုဒီလိုပဲထားပြီးတော့ကစားရုပ်တွေထုတ်မလားဒီလိုစားပြီးတော့ကိုက E fine ယူသူက C fine ယူအဲ့လိုဖွင့်ကစားမလားပွန်းဆက်တက်ပြီးတော့ပိတ်ကစားမလားကိုယ့်ရဲ့ကစားဟန်နဲ့ကိုက်ညီတာကိုရွေးချယ်တာကပိုကောင်းပါတယ်ဒီပွဲကတော့ E5 တက်ပြီးတော့ပိတ်ကစားသွားပါတယ်ဒါဆိုရင်ကိုကကစားကောင်နေဘလို့နေရာယူပြီးတိုက်ကစားရမလဲဆိုတဲ့ plan ကိုအကျန်းဆွဲကြည့်ရအောင်မြင်သာအောင်လို့နမူနာပြရရင်ဒီလိုပုံစံမှာအဖြူကနယ်မြေအရန်ကျဲတဲ့အတွက်အမဲကစားရုပ်ကြီးတွေထွက်လို့ကိုအဆင်မပြေဘူးဒီနေရာမှာကိုယ့်ရဲ့တိုက်ကောင်တွေကြဲကြဲဝုံဝုံသွားလို့လာလို့ရတယ်ဒီလိုပုံစံမှာအဖြူကဘရင်ဘက်ချမ်းမှာနေရာကျဲပြီးတော့ဒီနေရာမှာကောင်းကောင်းသွားလာလို့ရတယ်ဘရင်မဘက်ချမ်းမှာတော့ကြက်နေပြီးတော့လှုပ်ရှားလို့မကောင်းဘူးတိုက်ရင်လည်းလှုပ်ရှားလို့ကောင်းတဲ့နေရာကနေပဲတိုက်ရမှာပေါ့အမဲကတော့ဘရင်မဘက်ချမ်းမှာသူ့ကစားရုပ်တွေသွားလို့လာလို့ကောင်းတယ်အခုဒီလိုပုံစံဖြစ်အောင်လုပ်လိုက်ပြီးဘယ်ဘက်မှာနေရာစကျဲနေပြီလဲ
လမ်းစာလေးတော့စပြီးတော့ရေးရေးလေးမြင်နေရပါပြီဒါဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ကဘဟိုမှာခိုင်မာအောင်လုပ်ထားမယ်တိုက်ကောင်တွေကိုနေရာကောင်းတွေမှာချမယ်သွားလာလှုပ်ရှားလို့ရတဲ့နေရာတွေကနေကင်းဆိုင်ဖက်ကိုတိုက်မယ်ဒါကြောင့်ဘဟိုကပိုးနေကျသွားလို့မရဘူးသူတို့ကအသက်ပါပဲသူတို့ကိုအားကိုးပြီးဒီပလန်ကိုတည်ထားရတာကိုအမဲဘီရှော့ကနေရာကောင်းကိုထုတ်လိုက်ပြီးကြည့်ရတာသူလဲပွန်းတက်ပြီးတော့ကွင်းဆိုင်ဖက်ကိုတိုက်တော့မယ်ဘီရှော့တက်လိုက်တော့ B7 ကပိုးလေးကလေထဲမှာကျန်နေခဲ့တယ်အဲ့ဒါလေးကိုအခုသွားပြီးတော့တိုက်เสียမလို့သေးဘူးရန်သူအားနေချက်ကိုတေးမှတ်ထားလိုက်ရုံပဲအရင်ဆုံးကစားရုပ်ထုံမယ်ဘရင်ကြီးလုံခြုံသွားအောင်လုပ်မယ်အမဲကဘဟိုကိုစဖြိုပြီးC3 နဲ့ဘဟိုကိုအားဖြည့်ထားလို့လည်းရတယ်ဆိုပေမဲ့ကစားရုပ်ထုတ်တာကိုဦးစားပေးခြင်းတော့ Bishop E3 တက်လိုက်ပါတယ်အမဲကစားရင်စားမစားရင်နောက်တစ်လက်စားလိုက်မှာပါကဲအခုဘာနဲ့ပြန်စားမလဲဘယေမနဲ့စားရင်သူ့မြင်းကထွက်တိုက်လာလို့ထက်ရွှေ့နေရတာနဲ့အချိန်ပိုကုန်ပါလိမ့်မယ်ဘီရှော့နဲ့စားတာကလည်းတိတ်ပြီးထိရောက်မှုမရှိဘူးလို့ထင်တယ်နေရာကောင်းမှထိုင်နေတဲ့အမဲဘီရှော့ကိုစားမောင်းလေးမောင်းလိုက်ပါပြီဘယင်ကြီးလည်းလုံသွားပြီကစားရုပ်တော်တော်များများလည်းထုတ်ပြီးသွားပြီဆိုတော့လက်ရှိအနေအထားကိုသုံးသပ်ကြည့်ရအောင်အမဲဘရင်ကြီးကစန်တာမှာကဆလင်းလုပ်ဖို့အဝေးကြီးလိုနေသေးတယ်ဘရင်ကြီးကိုတိုက်ဖို့လောလောဆယ်ဒီလမ်းကြောင်းကြီးပွင့်နေတယ်အမဲရဲ့ဘီရှော့ကနေရာကောင်းမှသွားနေပြီးတော့သူ့ပိုးနဲ့သူ့ပိတ်နေတာဖြစ်လို့တိုက်ပွဲဖြစ်ရင်ခံစစ်ကိုလာကူနိုင်မှာမဟုတ်ဘူးအခုကွင်းဆိုင်ဘက်မှာတိုက်ပွဲဖြစ်ရင်နိုင်လောက်တဲ့အနံ့ရနေတယ်ဒီမွန်စလေယာဇက်ကားကြည့်ဖို့ရင်သိမှာပါတဖြည်းဖြည်းနဲ့ဘယ်နေရာကချက်ကောင်းလဲဆိုတာသိလာပြီးအပီကင်လိုက်ရင်ပွဲသိမ့်ပြီဆိုတာမျိုးပေါ့ပွဲအစတုန်းကစီစဉ်ထားတာကဘဟိုကိုပိတ်ကင်းဆိုင်ကိုနေမြေချက်ထွင်ပြီးတော့ကင်းဆိုင်ကိုတိုက်ဖို့လှုပ်ထားတာအခုကကွင်းဆိုင်ဖက်မှာတိုက်လို့ရတဲ့အခြေအနေတွေဖြစ်နေပြီဒါကြောင့်မလို့မူလပလန်ကိုတည်တဲ့အထိခေါင်းပေါ်မှာနဲ့ဆွဲကင်ထားစရာမလိုပါဘူးဥပမာပြောရရင်ခရီးတစ်ခုသွားဖို့လမ်းကြောင်းတစ်ခုဆွဲထားတယ်ဆိုပါစို့ဒါပေမဲ့ကိုသွားမဲ့လမ်းမှာလမ်းပိတ်နေတာမျိုးဒါမှမဟုတ်တရားကျိုးနေတာမျိုးကြုံလာရင်ငါဆွဲထားတဲ့လမ်းဒီလမ်းပဲဆိုပြီးတော့စွတ်တိုးနေလို့မရပါဘူးဘေးရလမ်းညာရှိရင်ပတ်သွားရမယ်လှေရှိရင်ကူးသွားရမယ်အခြေအနေအရလမ်းကြောင်းပြောင်းလိုက်လို့ကိုယ့်ရဲ့ခရီးစဉ်ကပျက်စီးမသွားပါဘူးအဓိကကပန်းနိုင်ကိုရောက်ဖို့ပဲမဟုတ်ပါလားအခုဘဟိုပိတ်နေတာဖြစ်တဲ့အတွက်ရသလောက်ပြန်ဖွင့်ပြီးတော့တိုက်ပါမယ်ဒီနေထားမှာဘယင်မနဲ့စားလိုက်လဲပြဿနာမရှိတော့ပါဘူးဘယင်မထွက်လိုက်တော့ယထာကလည်းတိုက်ပွဲတွေလိုက်လာဖို့ ready ဖြစ်သွားပါပြီအခုဒီလမ်းကြောင်းကြီးပွင့်နေတဲ့အပြင်ဒီဖိုင်မှာပွင့်ပါပြီဘယင်မချင်းမလဲသေးပါဘူးယထာကထွက်တိုက်လုပ်ပြီးတိုက်စစ်ခွင်ထဲကိုအချိန်မကြာပဲဝင်လာဖို့ဖန်တီးပေးလိုက်တာပါသူလဲ idea ကောင်းတယ်ဘယင်မကိုတိုက်ရင်ခံစစ်အတွက်လူစုလိုက်ပါပြီအစောကြီးတည်းကတေးမှတ်ထားတဲ့ပွန်းလေးပါတိုက်လိုက်ပါပြီအချိန်မကုန်ပဲတိုက်ပွဲတွေကိုရထားရောက်လာပါပြီအကောင်းဆုံးကတော့ရထားနဲ့ကာလိုက်တာပါဒါဆိုရင်အဖြူရဲ့တိုက်စစ်ကိုရထားကျွေးပြီးတော့နည်းနည်းရှော့ချလိုက်လို့ရပါတယ်ဒါကတော့ဂင်ချက်စုထဲရောက်သွားပါပြီဖွင့်ချက်အနေထားပါ
ဒီဘက်ကဟာတွေအကုန်ပြောင်းတော့မယ်ဒါကတော့မိသွားပါပြီအမဲဘီရင်ကြီးကဒီကွက်တွေသွားလို့မရတော့ဘူးတက်ထွေးလို့ခေါ်တဲ့ဒုတ်စီတဲ့ဂိမ်းထဲကလို့ဒီအတုံးလေးရရင်မိပြီဒီကစားပွဲလေးတွေကနေတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်ဒါဆို opening ကလုံးဝမလိုဘူးလားမဟုတ်ပါဘူးအခြေခံကောင်းရဖို့လေ့လာသင့်ပါတယ် rating တက်ချင်တဲ့စနစ်တကျကစားတက်ချင်တဲ့ဆိုရင်လေ့လာပါဒါပေမဲ့အလွတ်ကျက်တဲ့အစ်စ်မှာတင်တော့ရက်မနေပါနဲ့နော်စစ်တူရင်မှာ opening ဆိုတာမြေပုံတစ်ခုတာပဲရှိပါတယ်အကွက်တွေကိုအလွတ်မကျက်ပဲနဲ့ဘာကြောင့်ရွှေ့ရတယ်လဲဆိုတဲ့အတိတ်ဘက်ကိုနားလည်အောင်လို့စူးစမ်းတာကအကောင်းဆုံးပါပဲစာအုပ်ကြီးထဲမှာပိတ်မိမနေပဲနဲ့အပြောင်းလဲကိုရင်ဆိုင်တက်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်ကိုရွှေ့တဲ့အကွက်တိုင်းမှာအတိတ်ပဲရှိစေချင်ပါတယ်အားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်ကစားနိုင်ကြပါစေစစ်တူရင်ကိုချစ်မြတ်နိုးကြတဲ့ညီကိုမောင်နှမတွေအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့စစ်တူရင်သင်ခန်းစာ channel လေးကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်